မင်္ဂလာပါပိုင်သွန်း channel နဲ့ကြိုဆိုပါရစေကျွန်တော်တို့စူးစမ်းနေတဲ့လမ်းခီးမှာအများအားကြုံတွေ့နေတဲ့ပြဿနာတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီနေ့ငါလှုပ်ချင်စိတ်မရှိဘူးဆိုတဲ့စိတ်ဓာတ်ကျဆင်းမှုပါပဲလူတော်များများက motivation လို့ခေါ်တဲ့စိတ်ဓာတ်တက်ကြွမှုကိုစောင့်နေရကြပါတယ် motivation ရှိမှငါအလုပ်လုပ်မယ် motivation ရှိမှငါစူးစမ်းမယ်ဆိုပြီး motivation ကိုပဲအားကိုးနေရကြပါတယ်ဒါပေမဲ့အမှန်တရားကတော့ motivation ဆိုတာຢာတွေဥရုလိုပါပဲခဏခဏပြောင်းလဲတတ်ပါတယ်ခင်ဗျားမှာ motivation မရှိတဲ့နေ့တွေမှာရောခင်ဗျားရဲ့အိမ်မက်တွေကရပ်တန့်နေမှာလားဒီနေ့ဗီဒီယိုမှာတော့ motivation မပါဘဲနဲ့အောင်မြင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ system အကြောင်းပြောပြပေးတော့ပါမယ် psychology အရ motivation ဆိုတာအုံနောက်ထဲကနေခဏတာထွက်လာတဲ့ dopamine ဓာတ်တစ်ခုပါပဲသူကခင်ဗျားကိုစတဲ့ဖို့အတွက်ပဲကူညီပေးနိုင်တာဒါပေမဲ့ပန်းနိုင်အောင်တွားဖို့ကြတော့ motivation ကအားကိုးလို့မရတော့ပါဘူးခင်ဗျားဝိတ်လျှော့မယ်ဆိုပါစို့ပထမနေ့မှာတော့ motivation ရှိလို့ gym သွားမယ်ဒါပေမဲ့နောက်တစ်ပတ်လောက်ကြာလို့ဘိုင်အောင်တဲ့နေ့မိုးရတဲ့နေ့ဆိုရင်အဲ့ဒီ motivation ကပျောက်သွားရောအဲ့ဒီအချိန်မှာခင်ဗျားကို gym ရောက်အောင်ပို့ပေးနိုင်တာက motivation မဟုတ်ပါဘူးဒါ discipline လို့ခေါ်တဲ့စီကံရှိခြင်းပါဆိုတော့စီကံကိုဘယ်လိုတည်ဆောက်ကြမလဲ motivation မပါဘဲရှေ့ဆက်ဖို့ဆိုလို့ရှိရင်ဒီအချက်၃ချက်ကိုလိုပါလိမ့်မယ်ပထမတစ်ချက်ကတော့အတေးစားအောင်မြင်မှုများခင်ဗျားမှာ motivation မရှိဘူးဆိုရင်အလုပ်ကိုအတေးဆုံးထိခွဲခြားလိုက်ပါစာဖတ်ခြင်းစိတ်မရှိဘူးဆိုရင်ဒီနေ့စာမျက်နှာတစ်မျက်နှာပဲဖတ်မယ်လို့တတ်မှာပါဒုတိယတစ်ချက်ကတော့စနစ်တကျပြုလုပ်ခြင်းပန်းနိုင်ကိုပဲအာရုံစိုက်မနေပါနဲ့နေ့စဉ်လုပ်ရမယ်လုပ်ရိုးလုပ်စဉ်တွေကိုပဲအာရုံစိုက်ပါ motivation မရှိလဲအချိန်တန်ငါဒါကိုလုပ်ကိုလုပ်ရမယ်ဆိုတဲ့အတိမျိုးဝင်လာအောင်လေ့ကျင့်ပါတတိယတစ်ချက်ကတော့ကိုတတ်မှတ်ချက်ပြောင်းလဲခြင်းပါဒါကတော့အရေးကြီးဆုံးအပိုင်းပါခင်ဗျားကငါတောင်လှုပ်ချင်တယ်လို့ပြောမယ်စားငါဒီလိုလူမျိုးပါလို့ပြောင်းလဲတတ်မှတ်ပါဥပမာငါဟာစာဖတ်ချင်တဲ့အတွက် motivation လိုပါတယ်ဒါပေမဲ့ငါဟာစာဖတ်သူတယောက်ပါလို့ပြောင်းလဲတတ်မှတ်လိုက်မယ်ဆိုရင် motivation မလိုတော့ပါဘူးစာဖတ်တဲ့သူကစာဖတ်ရမှာပါပဲဒီလိုမျိုးကိုယ့် energy ကိုပြောင်းလဲလိုက်တဲ့ဟာခင်ဗျားကို motivation မပါပဲအကြာကြီးရှေ့ဆက်နိုင်စေပါလိမ့်မယ်စူးစမ်းနေတဲ့လူငယ်တယောက်အတွက်အခက်အခဲဆိုတာရှိမှာပါ motivation ဆိုတာလောင်စာစီနဲ့တူပြီး discipline ဆိုတာ engine နဲ့တူပါတယ်လောင်စာစီကုန်သွားရင်တော့ခင်ဗျားရဲ့ engine ကကောင်းနေသေးရင်တရွေ့နဲ့ရွှေ့နေအောင်ပါဒါကြောင့်ခင်ဗျားစိတ်မပါတဲ့နေ့တွေမှာလည်းလုပ်စရာရှိတာကိုလုပ်ပါအဲ့ဒီအချိန်မှာလုပ်တဲ့အလုပ်တွေဟာခင်ဗျားကိုတခြားလူတွေထက်တာလွန်စေမှာပါဆိုတော့ motivation မပါပဲရှေ့ဆက်နိုင်လားလို့မေးလာရင်ရှေ့ဆက်နိုင်ုံနဲ့မကပါဘူးဒါဟာအောင်မြင်ဖို့အတွက်တခုတည်းတော့နီးလန်းပါလို့ဖြေပေးရစေအားလုံးပဲတည်ငြိမ်တဲ့စီကံနေနဲ့အောင်မြင်မှုစီကိုရှောင်လန်းနိုင်ကြပါစေကျွန်တော်ရဲ့ပိုင်စိုးတို့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်